ကောင်းပြီယေရှုတင်တယ်အခုကျွန်တော်အထူးသဖြင့်ကျွန်တော်ပြောပြချင်တဲ့အရာကဖယားသခင်နှုတ်ကပတ်တော်တမန်ကျမ်းစာနဲ့ကျွန်တော်တို့ကန်နေတဲ့ဖောင်းဘယ်အရာကကျွန်တော်တို့အသက်တာပို့ပြီးတော့လွမ်းမိုးတည်တယ်လဲဆိုတာကျွန်တော်ပြောပြမယ်အင်းဒါကျွန်တော်တို့အသွားရတော့အင်းဒါသွားရတော့ဖုန်းမပါပဲမသွားကြတော့ဘူးအခုခဲတာအင်းဒါတဲ့ရင်တော့မှဖုန်းတို့ယူသွားကြတယ်ဖုန်းထဲမှာကင်းစော့တယ်ဖုန်းထဲမှာတချင်နာထောင်းတော့ဟိုပွေဒီပွေဟိုကြည့်ဒီကြည့်အင်းဒါတဲ့နေရင်နဲ့ဗီဒီယိုကြည့်တယ်ဆိုတော့အင်းဒါတွားရတော့သူတို့ဖုန်းကိုသူတို့မပည့်ဘူးဖုန်းသူတို့ပါဖြစ်အောင်သူတို့ပါကြတာဒါပေမဲ့သူတို့တနည်းကတွေနေသူ့မဟုတ်အခြားသောရဲ့အခြားသောရဲ့ဘယ်ဖြစ်ဖြစ်သူတို့ဖျားကြောင့်လာတဲ့အခါမှာတမန်ကျမ်းစာကိုတော့သူတို့ပါမလာကြဘူးသူတို့မေ့တယ်တမန်ကျမ်းစာအုပ်ကိုတော့တနည်းကတွေနေဖျားကြောင့်လာရင်တော့မပါလာဘူးဖုန်းကြတော့အင်တာတွားရတော့သူပါတယ်မမေ့ဘူးဆိုဘယ်အရာကကျွန်တော်တို့အသက်တာကိုပို့ပြီးတော့လွမ်းမိုးနေတယ်လဲဖုန်းကြတော့သူတို့အေးရနားမှာထားပြီးသူတို့အေးရနဲ့အနီးဆုံးမှာထားပြီးတော့တမန်ကျမ်းစာကြတော့သူတို့ဘယ်နားမှာထားမှန်းတော့မသိဘူးသူတို့တအိမ်လောက်ပဲ့ရှာနေရတဲ့အခြေအနေတွေရောက်လာတယ်ဆိုတော့ကျွန်တော်တို့အသက်တာကျွန်တော်တို့ဘဝမှာတမန်ကျမ်းစာနှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့လမ်းပြဒါမဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုလွမ်းမိုးတာမဟုတ်ဘဲနဲ့အရာကကျွန်တော်တို့ကဖုန်းနဲ့တွားနေတာဖြစ်တယ်ဖုန်းနဲ့ယူနေကြခဲ့ဆိုတော့ကျွန်တော်ပြောချင်တဲ့အရာကပါလဲဆိုရင်ဖုန်းကကျွန်တော်တို့ရဲ့တမန်ကျမ်းစာကျွန်တော်တို့ရဲ့နှုတ်ကပတ်တော်ကဲသူကျွန်တော်တို့အသုံးပြုလာကြပြီကျွန်တော်တို့ဖုန်းကကျွန်တော်တို့အသက်တာကိုဖုန်းကကျွန်တော်တို့အသက်တာကိုလွှမ်းမိုးသွားပြီကျွန်တော်တို့ရဲ့လမ်းပြရှင်ကျွန်တော်တို့ရဲ့ပန်တင်ပေးတဲ့အရာတမန်ကျမ်းစာနှုတ်ကပတ်တော်မဟုတ်တော့ဘဲနဲ့ကျွန်တော်တို့အသက်တာကိုဦးဆောင်နေတဲ့ကျွန်တော်တို့အသက်တာကိုတွဲပို့နေတဲ့အရာဖုန်းဖြစ်နေတယ်အခုခေတ်ကအဲ့တော့အခုတော်များများလူငယ်တွေကဘဝပြည့်နေတာသူတို့ပြည့်စည်နေတာအများအပြည့်ဖုန်းကြောင့်ဖြစ်တယ်ဖုန်းမတော့တက်လာအခုခက်ကဘာဖြစ်လာပြီဆိုရင်တနေ့နဲ့အရွယ်ကလေးလေးစကားတော့မပြောတတ်သေးတဲ့ကလေးတော်မှအခုခက်ကမိဘတွေကဖုန်းပေးနေကြတယ်ဆိုတော့ဖုန်းကလူကြီးပဲမဟုတ်ဘူးကလေးလေးကအဆကျွန်တော်တို့ဖုန်းသုံးလာတဲ့အခါမှာကျွန်တော်တို့အတွက်ဖုန်းကအန်ဒရစ်တစ်ခုဖြစ်လာတယ်ဖုန်းကတောင်းတက်သူအတွက်တော့ကောင်းပြီမဲ့ကျွန်တော်တို့ကစီးမကမ်းမရှိတဲ့အခါမှာဖုန်းကကျွန်တော်တို့ဘဝအထိဆောင်ရှောင်းသွားစေနိုင်တယ်ကျွန်တော်တို့မျက်စိအာရုံကျွန်တော်အတွင်းရဲ့စိတ်ညှိညူးခြင်းအရာမကောင်းတဲ့အရာကျွန်တော်တို့နှလုံးအတွင်းထဲကိုပို့ဆောင်ပေးတဲ့အခါမှာလူငယ်တော်များများကခဲမှာပြက်စီးနေတာဖြစ်တယ်အဲ့ဒါတော့လူငယ်တွေထူးသဖြင့်တရိထားစေခြင်းနဲ့ဖုန်းကိုလုံးဝမသုံးနဲ့လို့ကျွန်တော်ပြောချင်တာမဟုတ်ပဲနဲ့ဖုန်းကိုအခြေအနေပေါ်မူတည်ကျွန်တော်တို့သုံးသိတဲ့နေရာမသုံးသိတဲ့နေရာကိုခွဲခြားတက်ပါစေလို့ကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ဖျားကြုံသွားတဲ့အခါမှာတချို့သောသူတွေကဖျားကြုံမှာဖုန်းပွေးလိုက်ကင်းစောလိုက်အပန်လျှော့ပြီးတော့ဒီလိုကြည့်လိုက်သူတို့ဖျားကြုံမှာသူတို့ခန္ဓာသူတို့လူထံပေမဲ့သူတို့မြင့်စစ်နှလုံးသူတို့ရဲ့အာရုံဖုန်းထဲရောက်နေတယ်ဆိုတော့ကျွန်တော်တို့ဖျားကူးပွေချင်းဝက်ဖြူချင်းနေရာမှာတော့မှကျွန်တော်တို့အနောက်အရှက်ပေးတယ်ဆိုတော့ဖျားကုန်းကြီးပေးတဲ့အရာဖျားကတင့်ကိုကျွန်တော်ကိုကျေးဇူးပြုလို့ကျမ်းမာချင်းပေးတဲ့အရာဘုရားသခင်ကပင်ကိုကောင်းချီးပေးလို့ကျေးဇူးပြုလို့ဖုံးဝယ်နေတဲ့အရာကဘုရားသခင်ကိုမချီးမွမ်းပဲဘုရားသခင်ကိုကျေးဇူးမတင်ဘဲနဲ့ဖ
ဖရာသခင်ပေးတဲ့အရာနဲ့ဖရာသခင်ကိုပြန်စော်ကားတယ်လို့ဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့ဘဝအသက်တာကိုဒါစီးတဲ့အရာမှာဖုန်းတစ်ခုပါတယ်ကျွန်တော်တို့အသက်တာမကြီးထွားနိုင်တဲ့အရာကျွန်တော်တို့အသက်တာမတူတက်တဲ့အရာမှာဖုန်းတစ်ခုပါတယ်ဘာဖြစ်လို့ဆိုတော့ဖုန်းထဲမှာမျိုးစုံပါတယ်ဖုန်းထဲမှာမျိုးစုံပါတဲ့အခါခုခက်လူငယ်တွေကအရန်လဲတယ်ဖုန်းထဲမှာဘာမှဆိုကြည့်လို့ရတဲ့စစ်အခက်ဖြစ်လာတဲ့အခါမှာသူတို့အတွင်းနှလုံးသားကိုညင်ယူတဲ့အရာနဲ့နေ့ရက်စင်တမ်းမဝင်တဲ့အခါမှာဖခင်နဲ့သူတို့အချိန်မယူနိုင်တော့ဘူးဖခင်ရဲ့နှုတ်ကပတ်တော်နဲ့သူတို့မတော်နိုင်တော့အခါမှာသူတို့ဘဝကတဖြည်းဖြည်းနဲ့ကြာဆင်းနေတာကြာဆောင်နေတာဖြစ်တယ်အဲဒါဆိုခုခေတ်ကလူငယ်တွေငါကျန်းစာအုပ်ကျတော့သူတို့အိမ်ဘက်မှာထားမှမသိဘူးဒါဖုန်းကျတော့ခဏလေးမတွေ့တော့ပက်ရှာတယ်ကျန်းစာအုပ်ကျတော့ရှိမရှိမိသားစုမအိမ်မှာအစီအပြေတယ်โอเคဒါပေမဲ့ဖုန်းတလုံးပြော့နေရင်တော့မိသားစုမှာပြဿနာဖြစ်ပြီးငါဖုန်းဘက်မှာထားရလဲဘယ်သူယူရလဲပြဿနာကြီးကျယ်စားပြီးတမန်ကျန်းစာအုပ်ကျတော့သူတို့ဘယ်နေရာထားမှန်းတော့မသိဘူးသူတို့ခရုကိုမဆက်တာအဲဒါကြောင့်ကျွန်တော်တို့ကဖုန်းထဲကျွန်တော်တို့တမန်ကျန်းစာဘက်တော့ကိုအလေးနဲ့ထားတဲ့ဖို့ခွင့်အားပေးခြင်းနဲ့